ဒီဘဲမိခင်ကအရန်ပြင်းတာကြောင့်သူ့ရဲ့ဥတွေကိုကြက်မတကောင်ကိုပဲဖောက်ခိုင်းခဲ့ပါတယ်ဒါပေမဲ့ဘဲကလေးတွေကြီးလာတဲ့အခါပြန်ခေါ်ဖို့လာတော့သူ့ကိုမိခင်ဖြစ်တောင်မမှတ်မိကြတော့ပါဘူးသူတို့ကိုအမြဲပြူဆိုင်ပေးခဲ့တဲ့ကြက်မှုကိုပဲမိခင်ရင်းလို့ယုံကြည်နေကြပါတယ်ဒီဖြစ်ကြောင့်ဘဲမိခင်ဟာဝမ်းနဲ့တလို့အပြစ်ရှိတယ်လို့လည်းခံစားရပါတယ်ဒါကြောင့်သားသမီးတွေကိုကိုယ်တိုင်ပြုစုစောင့်ရှောက်တတ်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ရက်အနေငယ်ကြာပြီးနောက်ရေချိုးကျင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဘဲကလေး၃ကောင်ကိုကြက်မစီမှာပဲထပ်ပြီးထားခဲ့ပြန်ပါတယ်တခြားဘဲတစ်ကောင်ဖြစ်တဲ့အမကတော့ဒီလိုလုပ်တာကိုနားမလည်နိုင်ပါဘူးသူမဟာကိုယ်ပိုင်ကလေးတစ်ယောက်ရချင်တာကိုအမြဲအိမ်မက်မက်ခဲ့သူပါတနေ့မှတော့နောက်ဆုံးသူမဥတလုံးဥခဲ့ပါတယ်မြန်မာကမဆိုင်မတော့ပဲအဲ့ဒီဥကိုကိုယ်တိုင်ဖောက်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အတွေ့အကြုံမရှိတာကြောင့်အတိုက်ကောင်းကောင်းဘယ်လိုစောက်ရမလဲမသိခဲ့ပါဘူးညရောက်လာတဲ့အခါမိုးမဲတိမ်တွေစုဝေးလာပြီးလေပြင်းတွေတိုက်ခတ်လာပါတယ်သူမဆောက်ထားတဲ့အတိုက်ကနှိမ့်လုံးတာကြောင့်မိုးရေတွေဝင်ရောက်လာခဲ့ပါတယ်မတ်ဟာတညလုံးအေးခဲနေတဲ့အခြေအနေမှာဥကိုဖတ်ထားရင်တုန်ခါနေခဲ့ရပါတယ်မနေ့ရောက်တော့အတိုက်ထဲကရေတွေကိုဖြည်းဖြည်းချင်းခတ်ထုတ်နေစဉ်ကျက်မကရောက်လာခဲ့ပါတယ်ကျက်မဟာရှုပ်နဲ့တဲတွေတုံးပြီးအတိုက်ကိုခိုင်မာအောင်ကူညီပြင်ဆင်ပေးတယ်လို့အတွင်းပိုင်းကိုလည်းတရွက်6တွေနဲ့ခင်းပေးခဲ့ပါတယ်အတိုက်ကိုပုံနှွေးထွေးတက်တောင့်တက်တာဖြစ်စေဖို့တရွက်တွေထက်ထည့်ပေးခဲ့ပါတယ်ဒီမဟာဥကိုဆက်ပြီးအပူပေးဖောက်နေခဲ့ပါတယ်ဥမပေါက်သေးပေမဲ့သူမဟာမိခင်တယောက်ဖြစ်အတွေ့အကြုံများစွာရရှိနေပြီဖြစ်ပါတယ်အင်းမကဥကိုကိုယ်တိုင်ဖောက်မယ်ဆိုတာကြားသွားတဲ့ဘဲဖြူပြင်းကတော့အဲ့ဒီလိုလောက်တာကိုဒုက္ခပေးတာပဲလို့ထင်ခဲ့ပါတယ်ဒါပေမဲ့အမကတော့ဂယုမဆိုင်ခဲ့ပါဘူးရက်အနေငယ်ကြာတဲ့အခါကျက်မဟာတရွက်6တွေထည့်ယူလာပြီးဥဖောက်ရမှာအကောင်းဆုံးထိုင်နေကိုပါတင်ပေးခဲ့ပါတယ်နွေရာသီရောက်လာတော့အပူချိန်ကအယမ်းမြင့်လာပါတယ်အမဟာအပူဒဏ်ကြောင့်အမွှေးများစွာကျွတ်သွားပြီးအရေးပြားကလည်းရရန်လာပါတယ်တနေ့မှာတော့သူမရဲ့အတိုက်အောက်မှာထူးဆန်းတာတစ်ခုခံစားလိုက်ရပါတယ်ထားကြည့်လိုက်တော့အတိုက်တစ်ခုလုံးပွေးရစိတ်တွေနဲ့ပြည့်နေပါတယ်ဒီမှာဟာအလန့်တကြားမောင်းထုတ်ဖို့စူးစမ်းရင်းဥကိုတမ်းမိပြီးလေပေါ်လွင့်သွားစေခဲ့ပါတယ်ကံကောင်းစွာနဲ့အချိန်မီပြန်ဖမ်းနိုင်ခဲ့ပါတယ်အတန်ကြားတဲ့ကျမကချက်ချင်းရောက်လာပြီးရှုံထဲမှာလူလာကရရမှုကိုတက်တာစေတယ်လို့ပြောပြခဲ့ပါတယ်အမဆန်းကြည့်လိုက်တဲ့အခါတကယ်ကိုတက်တာသွားခဲ့ပါတယ်မကြခင်မှာပဲဥအတွင်းကနေအတန်လေးထွက်လာခဲ့ပါတယ်မဟာသူမရဲ့စူးစမ်းမှုတွေအလားတမဖြစ်ခဲ့ဘူးဆိုတာသိလိုက်ရပါတယ်အဲ့ဒီညမှာရေတောက်ဖို့ခဏထွက်သွားစဉ်ကြွက်တကောင်ကဥကိုခိုးယူဖို့လာခဲ့ပါတယ်ကံကောင်းစွာနဲ့ဘဲတီတကောင်အချိန်မီရောက်လာပြီးကြွက်ကိုမောင်းထုတ်ပေးခဲ့ပါတယ်နောက်တစ်နေ့မှာတော့အန်အောဖွယ်ရတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ဥခုံကဖြည်းဖြည်းချင်းကွဲအပ်လာပြီးကျမ်းမာတန်ဆွမ်းနဲ့ဘဲကလေးလေးတကောင်ထွက်လာခဲ့ပါတယ်ရင်းမရဲ့စူးစမ်းအားထုတ်မှုအလုံးအကျိုးပေးခဲ့ပါပြီးသူမတကယ်ပိုင်ဆိုင်တဲ့ကလေးတစ်ယောက်ကိုရရှိခဲ့ပါပြီရင်းမရဲ့ဆွဲလုံးလားကြောင့်ပြင်းတဲ့ဘဲဖြူတောင်စိတ်ထိခိုက်ခဲ့ရပါတယ်သူမလည်းသူ့ကလေးတွေကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုတာအလေးနဲ့တင်ယူလာခဲ့ပါတယ်နောက်ဆုံးမှာတော့မိခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ခဲ့ပါတယ်မိခင်မြတ်တာဟာအလွန်ကြီးမြတ်ပါတယ်တချို့သောချစ်ချင်းမြတ်တာတွေကစကလုံးတွေမလိုအပ်ပါဘူးမိရဲ့မိခင်ကိုဘာပြောချင်လဲခမန်မှာရေးပေးခဲ့ပါဦးကာတွန်းစကားကောင်းများကြည့်ရှုခြင်းပါက like and follow လုပ်သွားပေးကြပါနော်